အားလုံးပဲမင်္ဂလာပါလက်ရှိချိန်ကတော့ကျွန်တော်မြန်မာနိုင်ငံရောတခြားအရှေ့အာရှနိုင်ငံတွေရောသူတို့တကြံပွဲတော်ကျင်းပနေကြတယ်တကြံပွဲရောလည်းပြီးဆုံးတဲ့အချိန်မှာပြီးဆုံးသွားမယ့်အချိန်မှာတော့တကြံရွမ်းပေါ့ဗျာတကြံရဲ့တိကတာလေးကိုကျွန်တော်ဒီနေ့ဒါဗီဒီယိုလေးပုံမြင်ကျွန်တော်မိတ်ဆွေတို့ပြပေးခြင်းရဲ့ဒါထိုင်းနိုင်ငံမှာဖြစ်သွားတဲ့တကြံရဲ့တိကတာလေးပေါ့ကျွန်တော်မိတ်ဆွေရေဒီဘူးတေဘူးကြောင်ဟာဘယ်လိုမျိုးတိကတာလဲဆိုတော့ကျွန်တော်သူကြည့်ကြရအောင်ဒါကတို့ထိုင်းနိုင်ငံမှာဖြစ်သွားတဲ့တကြံရဲ့တိကတာလေးပေါ့ဟိုဖိုက်ကြတယ်ချရနေပြည်တော်မြေတန်တို့တင်ရတာဆိုကျွန်တော်မေးဆိုရင်ဒီမှုကြမျိုးချင်းနေကြသူလည်းတင်ကြမှာပါဒီမဲစလိုကတော့ပါရဲပါခဲ့ဟောကြကဲဒါတော့ကျွန်တော်တို့ကြမ်းဒီကတာဒါဒီနေ့တော့ပေါ့ပါလေကွန်တက်လေးပေါ့ဗျာကျွန်တော်တို့ကြမ်းဒီတူခါနမရဆိုကျွန်တော်မေးဆိုဒီပေါ့ပါကွန်တက်လေးကိုကျွန်တော်ပြောပြချင်ပါတယ်ဒီလိုမျိုးကြမ်းဒီကတာလို့တော့ဘာလို့ပြောချင်လဲဆိုတော့ကျွန်တော်လူငယ်တွေမှာကဒါရုပ်ပြဆောက်ရဲ့ပြည့်ပြည့်တာရှိတယ်ကျွန်တော်ကြွာရွာလာရဲဆိုတော့ကျွန်တော်ရွာထဲမှာဆိုရင်တေဝမ်းတေဝါဖိုက်ကြရဲချားကြရဲထိုးကြရဲဗျာချိန်ပေါ်ပြီးထိုးကြရဲပြီးတော့မူးရဲ့ခြေဆိုဘီယာလေးတွေများတယ်ပြင်မြဆိုတော့တင်းတယ်ဆန်ကလေးတွေကြွားနေစော်လေးကြီးဂျမ်မန်ကစော်လေးရေးပတ်ပြီးဆိုရင်ခုံကြတဲ့ပေါ်ကြတယ်လူငယ်လေးတဘာဝအရန်ကိုလွတ်လပ်ခဲ့တဲ့ခြေနေမှာရှိခဲ့အခုမှလာကြိုးရတဲ့ဟာလူနေမလိုက်ခံလာနေတာထားတော့ဒါကျွန်တော်တို့တကြိုင်ရဲ့ဒါမျိုးပြုတ်စင်ကတော့ဒါရန်ပွဲလို့အများတက်မဲ့ကြရင်မဲ့ခဏတာပြီးတော့ရပဲဒါမဲ့လူယူစစ်တာရုံများရှိအောင်လက်ရှိကျွန်တော်ထိုင်းနိုင်ငံမှာဆိုကျွန်တော်ကြားလေးပြောကတော့မြန်မာချင်းချင်းချလုံးလို့ချကြတယ်အမ်ချင်မှာပြောတတ်တာကမင်းတို့မြန်မာချင်းချင်းပါညာဆိုတရင်နေမှာတက်လာ trip ဒီမျိုးကိစ္စတွေကမြန်မာရေးမှလည်းမဟုတ်ကြဒါမြန်မာရုပ်တို့တက်တဲ့တရင်ကောင်းစင်တို့ပဲကျွန်တော်မြင်နေကြထိုင်းနိုင်ငံမှာဆိုလည်းထိုင်းလူမျိုးချင်းတွေသူချမှာပဲတပ်ပွဲလည်းခဲ့မှာပဲဒါပို့ထိုင်းနိုင်ငံသားတွေကလည်းဒါပြပအကောင်တွေကိုလည်းချိုက်တာမှာပဲမြန်မာကဒါမျိုးဖြစ်တာတော့ကျွန်တော်ဝိုင်းဘလိန်လာရတော့ဖြစ်တယ်မြန်မာကောင်တွေမှာချစ်ကြတော့မြန်မာတွေကဒါဆွေးတယ်မှာပေါ့အချင်းနိုင်ငံကြီးပေါ်ပူဒီမှုလာမြန်မာတွေကအချင်းပြက်စီကံပိုင်းတွေကနည်းနည်းအားနည်းလာကျွန်တော်အားနည်းနေကြတာဗျတော့ဒီတိုင်းပဲကျွန်တော်ပညာရေးပိုင်းရတယ်ဒီမြန်မာပြည်သားတွေရတဲ့တိုင်းပဲကျွန်တော်ကြီးနှုတ်မေးနှုတ်ဖြီရောလည်းကြီးချက်ဖြီရောဆိုတော့ဒီစီကမန်းကြီးရောလည်းအားနဲ့ချက်ရှိပြီမဲ့ကျွေးမာတွေကအရင်တိုင်းမှာမပေါ့ခုတိုင်းနိုင်ငံမှာတင်းကပါလဲဆိုမြန်မာအချင်းချင်းတက်ကြတော့ခွာညာဆိုတာကမြန်မာတွေမို့သူများနိုင်ငံသားဘုရားမြန်မာတွေကိုပိုးပြီးကုန်ကြီးချက်ရဗျတို့ထိုင်းနိုင်ငံသားတွေလည်းဖြစ်တဲ့ဖြစ်စဉ်တွေအများကြီးပဲထိုင်းနိုင်ငံသားတွေကချင်းနယ်မှာဆိုရင်ဒီပါကောင်တွေဝိုင်းထိုးချိတ်တဲ့အကြောင်းအရာတွေကြားရတယ်ပြီးတော့ဒါသူထိုင်းချင်းနဲ့ရန်ဖြစ်ကြတယ်အခုဒီလိုမျိုးကျွန်တော်ဗီဒီယိုလေးပြဆိုတာဒါတချမ်းတေလေးတာเนี่ยဟုတ်လို့မလားဘယ်နေရာလေးပြကျွန်တော်မျိုးကြီးတွေမှာဆိုပဲအတိုးစီကူဖိုက်ကြတာပဲဆိုင်ကပြန်ရုပ်စီးတဲ့ကော်မတီနဲ့အများကြီးပဲဗျာတရားမှာဆိုလဲပြီးတော့ကော်မလေးစီးနဲ့ပြန်လာတက်ကြတယ်သူတို့ကြောင်းလာရေးဆိုရင်ဒါမျိုးဒေတာတွေကကျောင်းတဲ့ကြံပွဲမှာဆိုရင်တည့်ဘူးလားကျောင်းတဲ့ကြံဆိုရင်တို့တကြံမတန်ခင်မှာဒါမျိုးကျောင်းတဲ့ကြံမျိုးလုပ်ပြီးကြအမကကြီးကြီးပြီးတော့ကျွန်တော်ကျောင်းတဲ့ညမှာလည်းဒါမျိုးပေကတာတွေနိုင်ကြတော့ဖိုက်ကြပိုးကြရဲကျွန်တော်ဆိုရင်လည်းကျွန်တော်တကြံမှာတော့ကျောင်းညပြီးတော့ဆိုရင်ရက်ဆက်တယ်ထိုးကြတယ်ထိုးကြရဲတွေစီခိုးတယ်လူငယ်ဆိုရောက်သားတွေစကောဗျာကျွန်တော်အကြီးလေးဝင်လာဆိုတော့စိတ်တရားမထိနိုင်အရက်ဒေစာကအနေရာမှာလို့ဒီလိုမကောင်းလို့ဒီလိုဖြစ်တော့ရဲအရက်ဒေစာအနေရာကောင်းအရက်လေးဝင်နေများတတ်နေဆိုတော့ဘယ်ကောင်းမှမထက်ဘူးဘယ်ကောင်းမှဘယ်ဝရုပ်ကိုကြည့်ဆက်ရမှာလဲဆိုရင်စိတ်ကြီးဝင်တော့နှစ်ထင်းထွေးရောက်တော့ဒါနှုတ်မှအဲ့မှာလက်ရဲစရီလေးဖြစ်လာရင်အာဒရက်စာတွက်တွေနဲ့အဲ့မှာရံမွေးဖြစ်ကြပြီးတော့ကောင်းလားဆိုတော့ဘယ်ကောင်းမလဲဗျာဒါရီတို့ဘာမဟုတ်တဲ့ခိုးရောက်ကြတဲ့သူဆိုရင်ညာကျွန်တော်ကြောကြမှာဆိုတယ်တခြားနေမှာဆိုရင်နဖူးတွေပွဲကောဝက်တွားတွေကျိုးတွေကောသူ့ကြက်တွေကျိုးတွေကောကျိုးအဲ့လိုဖြစ်သွားကြတော့ဒီမျိုးဟဲ့ပြတာတော့ကောင်းပြီမြေဒါကျွန်တော်ရဲ့တေကတာလို့ပြောနေတယ်ဘယ်ပဲဒီလိုခေတ်စင်ဆက်ကြောင်းပြောင်းဒါမျိုးတွေကဖြစ်နေမှာပဲဒီမလေးဆိုတာဒီမလေးဆိုတာလုံးဝထိန်းချုပ်လို့မရဘူးဒူကြီးတွေကဒီပြောင်းမသွားနေဆိုရင်လူမလေးဆိုတာအစ်ကိုကျွန်တော်တီယိုကျင်တဲ့ကောင်တွေရေးစားကျင်တဲ့ကောင်တွေဆိုတော့အရာတော့ကတို့ကတဖယ်ကောင်းကဒုက္ခကြီးကိုတို့ကချဲ့ရတဲ့ကောင်တွေဆိုဒန်တို့တေကတာတွေဆိုတာဒါမျိုးတေကတာလို့ပြောနေတာကဒီတို့လေးတွေကဖြစ်နေမှာပဲဒါမှလို့ပတ်ပြီးတော့ပြောလို့မရလူငယ်တွေပဲဗျာနားလေပြဲပေါ့
နားလေးပဲဆိုရင်တို့ကျွန်တော်လည်းဆဲအောင်နေရဒီကျွန်တော်မြန်မာနေမှာလည်းအဲ့ဒီမျိုးလူငယ်ကြီးပြောနေကြတာကိုဝေဖန်တဲ့ကောင်တွေရှိတယ်ဒါနဲ့ဟိုအဲ့လိုမျိုးဝေဖန်တာကြီးရောခင်ဗျားတို့ပြောတင်တော့ကျွန်တော်လူငယ်တွေအတက်25ပတ်ဝန်းကျင်လူငယ်လေးတွေဟာမပြောတာကြောက်ကြီးဆိုတော့ပျော်ကင်းမျိုးလဲကြောက်ပြီးတော့ဒီကျွန်တော်တို့ဓမီရံပြတာကျွန်တော်အားပေးနေတာဟုတ်နော်ပျော်တဲ့ကောင်တွေပြောတာဒါမျိုးရံပြတာကိုကျွန်တော်မလုပ်တင်ဘူးကြာတကယ်တော့ဒါမျိုးညပြတာကိုကျွန်တော်အားမင်းဘူးကြာတက်နိုင်ဆုံးဒေါ်လာကိုရှော့ဘိန်းမှာသူပြင်းတော့တခုတည်းအားလေးမှမယ်ဆိုရင်မိတ်ဆွေတို့ရဲ့ပါဇက်ထဲမှာစိုးကြီးပါဆိုတဲ့ကားလေးကိုတော့ကျွန်တော်နှုတ်ဆောင်တာဒါပြီလူအောက်ပြတာလားလူအောက်ကျတာပြီးဘူးဗျာအားမဖြစ်ပါအဲ့ကြောင့်မို့ဒါမျိုးကအတေကိတာလုပ်ပေးမယ်ဒါမျိုးတေကိတာလေးကိုမိတ်ဆွေတို့ကိုယ်တိုင်မပါဝင်ဖို့လိုရတယ်ကျွန်တော်မိတ်ဆွေတွေဘေးရန်ကင်းခွာနဲ့နှစ်တစ်ကိုဖြတ်တန်းနေကြပါလေကျွန်တော်လွာပြီးသားတွေလည်းတနေ့နေ့ချင်းတော့ပျော်ရွှင်စွာနဲ့ပဲကျွန်တော်ရေဆုံးမိတာတွားတယ်အားလုံးပဲခိုက်တက်မှာကျွန်တော်ဒီနေ့ကိုလည်းကတော့ပေါ့ဝါကိုနဲ့ဖြစ်ပါတယ်အားလုံးပဲကျွန်တော်နေမယ်ကျွန်တော်တို့ဒါကျွန်တော်ကိုတွားပေးပြပါ